ထမဦးဆုံးကျွန်တော်ရဲ့ဖုန်းမှာခုမြင်လို့မြင်နေရတဲ့အတိုင်း Bluetooth mouse လေးနဲ့ Bluetooth keyboard လေးကျွန်တော်ချိန်ထားပါတယ်။ဒါလေးကဈေးကွက်မှာတော်တော်လေးတက်နဲ့ဝယ်လို့ရပါတယ်။အဲတော့ mouse နဲ့ keyboard လေးချိန်ပြီးသွားပြီဆိုတော့ကိုယ့်ရဲ့ဖုန်းထဲမှာရှိတဲ့ Chrome, Firefox စရှိတဲ့ browser ကိုဖွင့်လိုက်မယ်။ Chrome နဲ့ရောက်ပြီဆိုရင်အခုကျွန်တော် mouse pointer လေးကိုတွေ့ရမှာတင်ပါတယ်။ mouse pointer လေးကအမဲလေးဖြစ်နေတော့ search bar မှာကြာပြီးတော့ကျွန်တော် office.com လို့ရှာလိုက်မယ်။ Google မှာ office.com လို့ရှာလိုက်မယ်။အဲ့ဒါဆိုရင်ပေါ်ဆုံးမှာMicrosoft 365ဆိုပြီး www.office.com ဆိုပြီးတွေ့ရပါလိမ့်မယ်။အဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်ပါ။ဒီနေရာမှာသူက download application လို့မလားပါညာ။ကျွန်တော်တို့က computer မှာသုံးရသလိုမျိုးသုံးနေတာဖြစ်တဲ့အတွက် mobile application နဲ့မသုံးပါဘူး။ဒီနေရာမှာ login ဆိုတဲ့ click ကိုမတွေ့ရဘူး။ကျွန်တော်ဒါလေးပိတ်လိုက်မယ်။ login ဆိုတဲ့ click ကိုမတွေ့ရဘူး။အဲ့ဒါကြောင့်ကျွန်တော်အောက်ကိုလည်းဆွဲလိုက်မယ်။အောက်ကိုလည်းဆွဲလိုက်တော့မှ mobile phone view မှာသူကဒီမှာ try for free လို့ C plan လို့ sign in လို့တွေ့ရတယ်။အဲ့တော့ sign in ကိုနှိပ်ပြီးတော့ကိုယ့်ရဲ့ Microsoft account ကို login ဝင်လိုက်မယ်။ဒီနေရာမှာကိုယ်မှာရှိပြီးသား Microsoft account ရှိရပါမယ်။မရှိရင် account ဆောက်ဖို့လိုပါတယ်။ Microsoft account ပြုလုပ်နေဗီဒီယိုရဲ့ link ကိုလည်းဒီဗီဒီယိုရဲ့ description ထဲမှာထည့်ထားပေးပါမယ်။ကျွန်တော်အခုဒီနေရာမှာကျွန်တော် account နဲ့ဝင်လိုက်မယ်။ဒီနေရာမှာကိုယ်မှာရှိပြီးသား Microsoft account ကိုထည့်ပါ။ပြီးဆိုရင် next နှိပ်ပြီးတော့ဝင်လိုက်မယ်။ကိုယ့်ရဲ့ passport ကိုသုံးရင်လည်းရတယ် login ဝင်ဖို့အတွက်။ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ recovery email ကိုကုတ်ပို့ပြီးတော့အဲဒီကုတ်ကိုဖြည့်ပြီးဝင်ရင်လည်းရပါတယ်။ကျွန်တော်တို့ recovery email ကိုကုတ်ပို့ခိုင်းလိုက်မယ်။အဲတော့ send notification နှိပ်လိုက်မယ်။ကို passport ကိုမှတ်မိတယ်ဆိုရင် use your passport နဲ့နှိပ်ပြီးတော့ဝင်လို့ရပါတယ်နော်။အခုလောလောဆယ်ကျွန်တော်က send notification နှိပ်လိုက်မယ်။အဲဆိုရင်သူပို့တဲ့နံပါတ်လေးကိုကျွန်တော်ကအမှန်ကန်ရွေးပေးလိုက်တဲ့အတွက်အခု login ဝင်လို့ရသွားပြီ။အဲဆိုရင်ကျွန်တော်ကဒီနေ့ stay sign in ကို yes ပဲလောလောဆယ်နှိပ်ထားလိုက်မယ်။လို့ဆိုရင်နောက်တစ်ခေါက်ပြန်ဝင်နေရမှာဆိုလို့ပါ။ဟုတ်တာ mobile view ပဲရှိပါသေးတယ်။အဲ့တော့ဒီနေရာမှာကျွန်တော်တို့က mobile view ကို desktop view ကွန်ပျူတာမြင်ကွင်းမျိုးဖြစ်သွားအောင်ပြောင်းဖို့လိုပါတယ်။အဲ့ဒီအတွက် Chrome ရဲ့ညာဘက်ထိပ်နားကဒီနားလေးမှာတချို့ဆိုရင် exactly 30ဒီနားမှာရှိပါတယ်။အဲ့ဒါလေးကိုနှိပ်လိုက်ပါ။ပြီးရင်ပေါ်လာတဲ့ menu ရဲ့အောက်နားကိုရွှေ့အောက်နားမှာ desktop site ဆိုတာဒါလေးရှိပါတယ်။အဲ့ဒီနေရာလေးမှာအမှန်ကြီးလေးပြလာအောင်နှိပ်ပေးလိုက်ပါ။ဒါဆိုရင်သူကကွန်ပျူတာမှာပြင်ရတဲ့မြင်ကွင်းမျိုး desktop မြင်ကွင်းပြောင်းသွားမယ်။အဲ့ဒါကြောင့်ကျွန်တော်တို့ကကွန်ပျူတာမြင်ကွင်းနဲ့တူတော့ဖုန်းကိုဘေးတိုက်ထားလိုက်မယ် landscape ပုံစံထားလိုက်မယ်။ဟုတ်ပြီကွန်ပျူတာမြင်ကွင်းနဲ့တူပါပြီ။ဒါဆိုရင်ဒီဘက်ဘက်ထိပ်မှာရှိတဲ့ icon လေးကိုတစ်ချက်နှိပ်လိုက်။အဲ့ဒါဒီထဲမှာကျွန်တော်တို့က Word ကိုသုံးမလား Excel ကိုသုံးမလား PowerPoint ကိုသုံးမလားကြိုက်တာရွေးလို့ရတယ်။ Outlook, OneDrive, Team, OneNote အများကြီးသုံးလို့ရတယ်။အကုန်လုံးခမဲ့သုံးလို့ရပါတယ်။အဲ့တော့ကျွန်တော်က Word ကိုရွေးလိုက်မယ်။ Word ရဲ့ welcome page ကိုရောက်ပြီဒီနေရာမှာကိုယ့်ရဲ့ recent file တွေရှိရင် recent file တွေကိုအောက်နားမှာရှိတဲ့ recent file တွေကိုတွားပြီးတော့ဖွင့်လို့ရတယ်။ဒါမှမဟုတ်ရင် file တိတ်ယူခြင်းနဲ့ဆိုရင်တော့အပေါ်မှာ create blank document ဒါမှမဟုတ်ရင် file ကိုကိုက upload တင်ပြီးတော့ပြင်ခြင်းနဲ့ပြောင်းခြင်းနဲ့ဆိုရင်တော့ upload file ဆိုပြီးဒီမှာရွေးလို့ရမယ်။နောက်ဆိုကျွန်တော် create blank document နဲ့ရွေးလိုက်မယ်။ခုဆိုရင်ကျွန်တော်တို့က Microsoft Word ကို desktop computer တွေ laptop computer တွေရဲ့မြင်ကွင်းမှာမြင်ရတဲ့အတိုင်းကျွန်တော်တို့မြင်နေရပြီ။ဖုန်းမှာမဟုတ်ဘဲနဲ့ tablet မှာဆိုရင်တော့ပိုကောင်းတာပေါ့။အခုအပေါ်မှာရှိတဲ့ ribbon ကိုတစ်ချက်လောက်ဖွင့်ကြည့်အောင်။ home ကိုနှိပ်လိုက်တော့ home နဲ့ဟာတွေပေါ်လာတယ်။ဒီညာဘက်ထောင်းကမြားလေးအောက်ကိုပြနေတဲ့မြားလေးကျွန်တော်တစ်ချက်နှိပ်လိုက်မယ်။အဲ့လိုနှိပ်လိုက်တော့ ribbon ရဲ့ setting ပေါ်လာတယ်။အဲ့တော့ကျွန်တော်တို့ဒီမှာ always show ribbon ကိုရွေးလိုက်မယ်ဘယ်လိုဖြစ်မလဲ။ဒါဆိုရင် ribbon ကိုအမြဲတမ်းသူကပြနေမယ်။ကျွန်တော်ရိုက်ချင်တဲ့စာတွေရိုက်လို့ရမယ်။ကျွန်တော်ဖုန်းက dark theme ကိုသုံးလာတဲ့အတွက်အခုလိုမလဲအောင်ဖြစ်နေတာဖြစ်ပါတယ်။ဟုတ်ပြီဒါဆိုပုံတွေထည့်ဖို့ကြတော့ insert ကိုရွေးကြည့်မယ်။ insert ထဲမှာဒီမှာ page break တွေ table တွေထည့်ခြင်းလားကွန်ပျူတာမှာမြင်ရတဲ့အတိုင်းထည့်လို့ရတယ်။ picture ပုံတွေထည့်ခြင်းလား this device ဒီဖုန်းတွေကပုံစံမျိုး stock image တိုက်တာရွေးပြီးထည့်လို့ရတယ်။ table နည်းနည်းအောင်စမ်းထည့်ကြည့်အောင် table ကိုဖွင့်ချလိုက်မယ်။ row column ကျွန်တော်ဒီလိုလေး select လုပ်လိုက်မယ်။ပြီးရင်လွှတ်လိုက်မယ်။ခုဆိုရင် table လေးရပြီ။အခုကျွန်တော်တို့ Excel ကိုစမ်းကြည့်အောင်ကျွန်တော်တို့ Microsoft account ကို stay login ဆိုပြီးတော့ password ထည့်စရာမလိုအောင် stay login သတ်မှတ်ခဲ့တာမှတ်မိမယ်တင်ပါတယ်။အဲ့ဒါကြောင့်ကျွန်တော်ဒီမှာ address bar မှာပဲ click ချလိုက်မယ်။ပြီးရင် exe က Excel Word လို့ကျွန်တော်ရိုက်လိုက်မယ်။ပြီးရင် enter နှိပ်လိုက်မယ်။ဒါဆိုရင် Google မှာသူကတန်းပြီးတော့သွားရှာမယ်။ပြီးရင်ဒီမှာ Excel cloud.microsoft ဆိုပြီးတော့ထိတ်ဆုံးမှာလာပြတယ်။အဲ့ထိတ်ဆုံးမှာလာပြတဲ့ link လေးကိုပဲကျွန်တော်ရွေးပြီးတော့နှိပ်လိုက်မယ်။ဒါဆိုရင် Excel ကိုတန်းဝင်သွားမယ်
login ပြောင်းဝင်ရမလို့ဘာကြောင့်လဲဆိုတော့ရှေ့မှာကျွန်တော်တို့က Microsoft account ဝင်တဲ့အချိန်မှာကျွန်တော် stay login လုပ်ခဲ့တာမှတ်မိမှာပါအဲဒီတော့ကျွန်တော်တို့ password ထည့်ခဲ့ကြမလို့ကို account လိပ်စာကိုလည်းထည့်ခဲ့ကြမလို့ပါဘူးဒီမှာလည်းဒီလိုပါပဲအောက်နားကိုရွှေ့ကြည့်ရင်ကိုလက်တလောသုံးထားတဲ့ file list ကိုတွေ့ရမယ်ဒီမှာလက်တလောသုံးထားတဲ့ file လေးရှိမယ်တကယ်လို့ file ထည့်လို့ခြင်းနဲ့ဆိုရင် create blank box ပေါ့ online မှာတဲ့သုံးခြင်းအားသာချက်ကသူကအများအားကျွန်တော်တို့ရေးသမျှရိုက်သမျှအားလုံးကို auto save ကိုစက္ကန့်နဲ့အမျှလုပ်ပေးနေတာဖြစ်ပါတယ်။အဲဒါကျွန်တော်တို့က data save လုပ်စရာမလိုဘူး။ data တွေပျောက်သွားမှပြတ်သွားမှကို save လုပ်စရာမလိုပါဘူး။အခုကျွန်တော်ဒီမှာနမူနာတစ်ခုလောက်လုပ်ကြည့်မယ် Excel ထဲမှာ300ပဲရွှေ့လိုက်မယ်။ပြီးရင်နှစ်ဒီမှာကျွန်တော် formula လေးစမ်းရေးကြည့်မယ်နော်။ equality cell နောက်ဒီကနှစ်ရှိတဲ့ cell ပြီးရင် enter ထည့်လိုက်မယ်။ formula တွေအကုန်လုံးကိုယ့်ရဲ့ computer ထဲမှာသုံးတဲ့အတိုင်းမြင်ကွင်းမျိုးနဲ့အကုန်သုံးရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ phone touch screen ကိုယ့် tablet ရဲ့ touch screen မှာလက်နဲ့စာရေးလို့ရပါမယ်။ကျွန်တော်အခုသုံးနေတယ်လို့မျိုးဈေးသက်သာတဲ့ Bluetooth keyboard နဲ့ mouse လေးတစ်ခုလောက်ဝယ်ပြီးသုံးရင်တော့ပို့ပြီးတော့ computer တစ်လုံး laptop တစ်လုံးကိုသုံးနေရတယ်လို့မျိုးပို့ပြီးတော့အဆင်ပြေလွယ်ကူမှာဖြစ်ပါတယ်။အဲ့တော့လိုအပ်ချက်ကပထမအဆုံးမရှိမဖြစ်လိုအပ်ချက်ကတော့ Microsoft account ရှိရမယ်။နောက်တစ်ခုကဖြစ်နိုင်ရင် Bluetooth keyboard လေးနဲ့ Bluetooth mouse လေးရှိရင်ပိုကောင်းတယ်။ဒီနည်းလမ်းနဲ့ Word Excel PowerPoint တွေကို computer ဒါမှမဟုတ် laptop computer တစ်လုံးမှာသုံးနေရတယ်လို့မျိုးကျွန်တော်တို့ဖုန်းလေးကနေစိတ်ကြိုက်လေးကျင့်နိုင်မယ်အတွေ့အကြုံယူနိုင်မှာဖြစ်ပါတယ်